ငါတို့အဖွဲ့ကစတင်ချိန်မှာအလွန်ခက်ခဲခဲ့ပေမဲ့နောက်ဆုံးမှာတော့ကမ္ဘာလုံးဆိုင်ရာမှာပထမနေရာကိုရရှိနိုင်ခဲ့တယ်။နောက်နေ့မနက်10 နာရီမှာကမ္ဘာလုံးဆိုင်ရာကြေညာချက်ကအချိန်မီထွက်ပေါ်လာခဲ့တယ်။ Gloomy White Series ထဲက Leviathan ကိုကမ္ဘာပထမနေရာရရှိမှုအတွက်ဂုဏ်ပြုပါတယ် Epic Treasure Chest 3 ခုချီးမြှင့်ပါတယ်။ကမ္ဘာ channel တစ်ခုလုံးရုတ်တရက်ပေါက်ကွဲသလိုဖြစ်သွားတယ်။ Chad ကမကျေနပ်စွာဒေါသထွက်ခဲ့တယ်။လိမ်လည်မှုပါ။ Gloomy White Series လို့မကောင်းတဲ့နေရာကဘလို့ပထမရနိုင်တာလဲ။ Brad ကလည်းဒေါသကြီးစွာ Epic Chest တွေကိုလက်မခံနိုင်ဘူး။ Gloomy White Series ထဲကလူတွေကလည်းကိုယ့်အခက်အခဲတွေကိုပြောကြားကြတယ်။ကျွန်တော်တို့သေလူနီးပါဖြစ်ခဲ့တယ်။ကမ္ဘာ channel မှာအငင်းပွားနေကြပေမဲ့ငါတော့မျက်လုံးရှိမှတောက်ပနေတဲ့အယောင်ခရမ်းရောင် Treasure Chest 3 လုံးကိုမျက်စိမလုပ်ပဲကြည့်နေခဲ့တယ်။အသက်ရှူတောင်ခက်ခဲသလိုဖြစ်လာတယ်။ Lily Room ကိုထိလိုက်ပါ။ Lily ကမျက်လုံးပိတ်ပြီးအိတ်ကိုလှုပ်ခတ်လိုက်တယ်။ Big ဖြစ်ရမယ်။ Destiny ငါပထမ chest ကိုချက်ချင်းဖွင့်လိုက်တယ်။ခရမ်းရောင်အလင်းတောက်ပြီးအဟောင်းစာရွက်တစ်ရွက်ထွက်လာတယ်။ World Sea Area Map Fragment Epic Rank ပင်လယ်နယ်မြေ၄ခုရဲ့တည်နေရာနဲ့လမ်းကြောင်းတွေကိုမှတ်တမ်းတင်ထားတဲ့အထူးတန်ဖိုးမြင့်ပစ္စည်း။ဒီနဲ့ဆိုရင်ဒီမကောင်းတဲ့ Gloomy White Series ကနေထွက်ခွာနိုင်ပြီ။ဒုတိယ chest ကိုဖွင့်လိုက်တော့စိတ်အား Mental Power အသုံးပြုပြီးပင်လယ်အောက်ကစစ်တပ်ကိုခေါ်ယူနိုင်တယ်။အနည်းဆုံး100 unit ။လိုအပ်ချက်ကိုကြည့်လိုက်တော့100 Mental Power လိုတယ်။ငါအဲ့ဒီစာအုပ်ကို Yelena ကိုဓာတ်ရိုက်ပေးလိုက်တယ်။သူမရဲ့ Shrine Talent က Mental Power ကို3 ဆတိုးပေးနိုင်တာကြောင့်သင်ယူနိုင်တယ်။ Yelena ကရှက်ရွံ့စွာသင်ယူပြီးလက်ကိုပင်လယ်မျက်နှာပြင်စီလှုပ်လိုက်တယ်။ရေမျက်နှာပြင်ကတောက်လောင်ပြီးတန်ကြပ်အပြည့်တက်ထားတဲ့ပင်လယ်အောက်ကကနန်းနဲ့လုတာတွေ300 ကျော်ပေါ်ထွက်လာပြီးသင်္ဘောကိုဝိုင်းရံလိုက်တယ်။အားလုံးအံ့အားသင့်ပြီးအော်ဟစ်နေကြတယ်။နောက်ဆုံး chest ကိုဖွင့်လိုက်တော့ရွှေရောင်အလင်းတောက်ကမိုးထိထိုးတက်သွားတယ်။အလင်းတွေကပေါင်းစည်းပြီးမိုးလယ်မှာသင်္ဘောကြီးတစ်စင်းရဲ့ hologram ပေါ်လာတယ်။ Blueprint Leviathan Luxury Voyage Ship Epic Rank တိုက်ခိုက်မှုကာကွယ်မှုနေထိုင်မှုအားလုံးပါဝင်တဲ့ပင်လယ် fortress တစ်ခု။လိုအပ်ချက်တွေတစ်သား100 0 တန်ထုံး10 0 Storm Core 5 ခုဒီအရေးအတွက်တွေကိုမြင်တော့အားလုံးမောပန်းသွားကြတယ်။ငါကတော့မျက်လုံးထဲမှာအာယုံတက်ကြွမှုနဲ့အခြားလူတွေမလုံနိုင်ပေမဲ့ငါတို့မှာ unlimited resources ရှိတယ်။ဒီနေ့ကစပြီးပင်လယ်ပေါ်မှာမိုဘိုင်းတော်ဝင်အိမ်တစ်ခုစောက်မယ်။ Blueprint ကိုအိတ်ထဲထည့်ပြီးတစ်ချက်ချင်းတိဆောက်ရမှာပဲ။ Map ကိုဖွင့်ပြီး Yelena ကိုပြောလိုက်တယ်။ Rainbow Sea Area ကိုသွားမယ်။အဲ့ဒီနေရာမှာပတ်ဝန်းကျင်တည်ငြိမ်အစားအစာများရန်သူနေအရေးကြီးဆုံးကတော့ Rainbow Glazed Wood ရရှိနိုင်တယ်။ငါချက်ချင်း ship wheel နဲ့ sail တိဆောက်ပြီးအားလုံးပြင်ဆင်ပါ Destination Rainbow Sea Area သင်္ဘောကလေထဲကလှိုင်းတွေကိုဖျက်ပြီးထွက်ခွာသွားတယ်။တနေ့တညလမ်းလျှောက်ပြီးနောက်တနေ့မနက်မှာပင်လယ်ရေကအယောင်9မျိုးဖြစ်နေတယ်။လှပမှုကမယုံနိုင်လောက်အောင်လူတိုင်းအံ့အားသင့်နေကြတယ်။ Lily က room ထပ်ဆွဲပြီး Love Goddess ရဲ့ blessing ရလာတယ်။အားလုံးဟာသလုပ်ပြီးသူမကိုလှောင်ပြောင်ကြတယ်။အဲ့ဒီနောက် Shlo ကအော်ဟစ်လိုက်တယ်။ရှေ့မှာကျွန်းရှိတယ်။ကြည့်လိုက်တော့ rainbow ကြီးတစ်ခုနဲ့ကျွန်းတစ်ခုပေါ်လာတယ်။ Rainbow Island ရှားပါပစ္စည်း Rainbow Glazed Wood ရှိတယ်။ Full speed ahead သင်္ဘောကကျွန်းကိုနီးလာပြီးစစ်တပ်ကိုစုံစမ်းခိုင်းပြီးနောက်ငါတို့9 ယောက်ကကျွန်းပေါ်ကိုဆင်းခဲ့တယ်။တဲပင်လယ်ကမ်းခြေမှာနူးညံ့ပြီးတောထဲမှာအပင်တွေကအလင်းတောက်နေကြတယ်။ကျွန်တော်တို့လမ်းလျှောက်နေစဉ်မှာပတ်လည်ကအပင်အုပ်ထဲကနေပြတ်တောက်ပြီးကြည်လင်တဲ့ဂျယ်လီလို slime တစ်ကောင်ခုန်ထွက်လာတယ်။သူ့ခေါင်းပေါ်မှာမေးခွန်းအမှတ်တစ်ခုပေါ်လာပြီးအန္တရာယ်မရှိတဲ့ low level monster လေးပဲချစ်စရာလေးတွေပါပဲ။လူတိုင်းစိတ်အေးသွားတဲ့အချိန်မှာမကြာခဏမိန်းမတစ်ယောက်ရဲ့အကူအညီခေါ်သံကိုရှေ့ဘက်ဘယ်ဖက်ကနေကြားလိုက်ရတယ်။အပင်တွေကိုချိုးဖောက်ပြီးကြည့်လိုက်တော့ဖျက်ဆီးသွားတဲ့တစ်သားရေရင်တစ်စီးပေးမှာဝမ်းပိုက်ကွဲပြီးသွေးပြည့်ဖြစ်နေတဲ့မိန်းမတစ်ယောက်ကိုတွေးလိုက်ရတယ်။သူမကအားနည်းသွားတဲ့အင်အားနောက်ဆုံးနဲ့မြေကိုလက်နဲ့ကောက်ဆွဲပြီးဒီမှာတစ်သီးတွေမစားနဲ့။ Gorman ကမင်းတို့ကိုရှာတွေ့လိမ့်မယ်လို့အော်လိုက်ပြီးမပြီးခင်မှာပဲတည်သွားခဲ့တယ်။ Gorman ဆိုတဲ့စကားကြားလိုက်တာနဲ့ကျွန်တော်ရင်ထဲမှာသတိပေးတံတွေမြည်သွားတယ်။နောက်တစ်စက္ကန့်မှာပဲအရာတစ်ခုပြောင်းလဲသွားတယ်။အရိပ်မဲတစ်ခုတစ်ပင်ထိပ်ကနေလျင်မြန်စွာဆင်းလာပြီး
Flood လက်ထဲရှိ Dragon Baby ကိုတိုက်ခိုက်လိုက်တယ်။သတိထားစဉ်းစားဖို့တောင်မရှိဘဲကျွန်တော် Constitution 21 point အားကိုတစ်ချက်တည်းထုတ်လုပ်ပြီး American Football လိုချလို့ကိုမြေပြင်ပေါ်သို့ဖိချလိုက်တယ်။ရှီလေကိုချိုးဖောက်တဲ့အတန်ကကျွန်တော်ခေါင်းပေါ်နာကဖြတ်သွားပြီးသပင်အချို့ကိုဖျက်ပစ်သွားတဲ့အဲ့ဒီအရိပ်ကမြေပြင်ပေါ်ကျရောက်လာတော့လူထက်ကြီးတဲ့မဲရောင်မန်တစ်ကောင်ဖြစ်နေတယ်။သူ့လက်မောင်းတွေရဲ့ခါသွားပုံစံကတေချင်းအလင်းတောက်နေပြီးမျက်လုံးကြီးတွေက Dragon Baby ကိုဓာတ်ရိုက်ကြည့်နေတယ်။သူ့အတွက်အစားအစာဆင်းမြင့်တစ်ခုလိုထင်နေတယ်။ Gorman Mantis, Elite Monster. Shield Debt. Flow ကိုကာကွယ်လို့ကျွန်တော်អော်လိုက်တယ်။ဇောကတိုက်ကတန်ကြီးနဲ့တန်ရောင် Tower Shield ကိုချထားတဲ့လောင်းနက်ကမမြင်နိုင်အောင်ပျောက်ကွယ်ပြီးတစ်ပင်ရိပ်ထဲဝင်သွားတယ်။ငါ Dragon Baby ကိုထိရဲရင်မင်းကိုဓာတ်အတွက်အသုံးချမယ်လို့ပြောပြီးကျွန်တော်ပထမဆုံးတိုက်ခိုက်မှုစတင်လိုက်တယ်။ Flying တန်ချင်းတိုက်တန်ကြီးတစ်ခုကျွန်တော် Mantis ရဲ့လက်တံကိုတားလိုက်ပြီးမြေပြင်အောင်ချိုးကွဲသွားတယ်။မင်းအားကမလောက်ပါဘူးလို့ပြောပြီးသူ့လက်တံကိုပြန်တွန်းပြီးဓာတ်နဲ့ပြန်ခုတ်လိုက်တဲ့သူ့ခန္ဓာကိုယ်ပေါ်မှာမီးလောင်တယ်လို့အလင်းတောက်ပြီးအနှဲငယ်ပျက်စီးသွားတယ်။ Mantis ကယူသွတ်တယ်လို့တိုက်ခိုက်လာပြီးကျွန်တော်နောက်ဆုတ်နေရတယ်။ဘယ်ဘက်ကိုသုံးလှမ်းကျွေးမှာသူည.3 စက္ကန့်အခွင့်အရေးရှိတယ်လို့Melanieရဲ့အတန်ကြားလိုက်ရတယ်။ကျွန်တော်ချက်ချင်းလှမ်းပြီး joint ထဲကိုဓာတ်ထိုးလိုက်တယ်အစိမ်းရောင်ရည်တွေပေါက်ကွဲထွက်လာတယ်။တေးလွန်ကနောက်ကနေခုန်ပြီးသူ့လက်ပင်ကိုထိုးလိုက်တယ်ဒါပေမဲ့ Mantis ကလှုပ်ရှားပြီးလွန်နာကိုပြန်ထုတ်ပစ်လိုက်တယ်လွန်နာကတစ်ပင်ကိုထိပြီးသွေးထွက်သွားတယ်။အခြေအနေချက်ချင်းဆိုးသွားတယ်။ Mantis ကလေထဲပြန်ပြီး Dragon Baby ကိုဝင်စားခြင်းတယ်။ဒီအချိန်မှာဘန်တိုင်းရောင်ဘဘုတ်ကြီးတစ်ခုကောင်းကင်ကနေကျပြီး Mantis ကိုဖမ်းထားလိုက်တဲ့ Safi ကအားပြည့်သုံးပြီးထိန်းထားတယ်။ Chillo မီးရှို့ Dragon Baby ကမီးဘူးကြီးထုတ်လိုက်ပြီး bubble ထဲကို overload ဖြစ်သွားတယ်။ခုတ် Elena ကအမိန့်ပေးလိုက်တယ်။ကျွန်တော် Charge Slash ကိုအပြည့်အဝသုံးပြီး Mantis ကိုတစ်ချက်တည်းနှစ်ပိုင်းခုတ်လိုက်တယ်။ Ding, Elite Monster ပထမဆုံးတတ်မှု Constitution Epic Material Yashi, Reaper Mantis Scythe Blue Treasure Chest Yashi နောက်ပိုင်းမှာလွန်လက်ကိုကူးတာပြီး chest ကိုဖွင့်တော့ Skill Book, Weakness Insight Tyrant Arsenal Blueprint Life Essence တို့ရရှိခဲ့တယ်။လွန်နာကို Life Essence တောက်စီလိုက်တော့ခဏအတွင်းပြန်ကောင်းသွားတယ်။ညမှာမီးပုံဘေးမှာလူတိုင်းအနားယူနေချိန်ကျွန်တော်တို့ကိုကူးတာပေးပြီးနောက်နေ့မနက်မှာ Weakness Insight Skill ကိုအသုံးပြုလိုက်တော့ Captain ရဲ့လုပ်ရက်တွေကိုမတားဆီးနိုင်ကောင်းဖို့ကိုလက်ထိတာကိုကြိုက်တယ်လို့သူမရဲ့အားနည်းချက်ပြသလာတယ်။နောက်တော့ကျွန်တော်တို့ကမ်းခြေကိုစူးစမ်းဖို့ဆုံးဖြတ်ပြီး Equipment Upgrade လုပ်ဖို့လိုတယ်ဒါပေမဲ့ Iron 300ကျော်မလောက်သေးဘူးလို့ပြောတယ်။ကျွန်တော်ပြုံးပြီးငါတို့မှာ Infinite Conversion Opportunity တစ်ခါကြံသေးတာမမေ့နဲ့လို့ပြောလိုက်တယ်